ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုပြောဖို့ I think နဲ့ပဲထပ်ခါတခါပြောမိနေပြီလားဒါဆိုရင်တော့ကျွန်တော်တို့တူတူ short dialogue လေးကိုနားထောင်ရင်းနဲ့ level up လုပ်ကြမယ်နော် All right, team. So, what are your thoughts on this new policy we discussed earlier? In my opinion, it's a step in the right direction. I see what you mean, but I think it could be improved. That's a fair point. What would you change? I believe we should consider employee feedback more. I agree with that. On the other hand, the implementation timeline seems reasonable. True, I hadn't thought of it that way. Okay dialogue လေးထဲမှာစကားလုံးလှလှလေးတွေကိုပြန်ပြီးတော့မှတ်လိုက်ကြရအောင် I think လို့ပြောမယ့်အစား in my opinion from my perspective ဆိုပြီးတော့လည်းသုံးလို့ရပါတယ်နောက်တစ်ခုအနေနဲ့ကိုကသူများပြောတာကိုလက်မခံဘူးဆိုလို့ရှိရင်တော့ I don't agree လို့တန်းပြီးတော့ညင်းမယ့်အစား I see what you mean but မင်းပြောတာကငါနားလေတယ်ဒါပေမဲ့ဆိုပြီးတော့မှကိုပြောချင်တဲ့အကြောင်းအရာကိုဆက်ပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါမှမဟုတ်နောက်တစ်မျိုးအနေနဲ့ဆိုရင်တော့I'm not sure I agree. I'm not sure I agree. ငါလက်ခံမှုတော့တိတ်ပြီးတော့မတည်ကြသေးဘူး။ဒီမျိုးလေးလည်းညင်လို့ရပါတယ်။သူများပြောတာကိုလုံးဝကိုထောက်ခံနေဆိုရင်တော့ကျွန်တော်တို့ဒီစကားလုံးလေးကိုပဲအားပါပြောချလိုက်ပါ။ I completely agree with you. အဲ့တော့နောက်ခေတ်တည်းကြလို့ရှိရင်ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုပြောဖို့ပိုပြီးတော့ယုံကြည်မှုရှိသွားပြီလို့ထင်ပါတယ်။အဲ့တော့ work from home ကကောင်းတယ်လို့ထင်လားမကောင်းဘူးလို့ထင်လားကိုယ့်ရဲ့အမြင်လေးတွေကို comment မှာမှတ်တော့ပေးခဲ့ပါဦးနော်။ Let's practice together. Bye bye. See you in the next video. တကယ်ချင်းတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်ထဲမှာဖြစ်ဖြစ်အကြံပေးတဲ့တင်ကြလို့ရှိရင်အမြဲတမ်း you should လို့ပဲပြောမိနေပြီလားအတလေကြလို့ရှိရင် you should ဆိုတဲ့အသုံးလေးကအမိပေးတဲ့သဘောမျိုးတက်ရောက်တော့တပါတယ်တခြားဘလို့စကားလုံးလေးတွေသုံးလို့ရသေးတယ်ဆိုတာကိုကျွန်တော်နဲ့တူတူစာလော့လေးနားထားရင်းနဲ့လေ့လာလိုက်ရအောင် I'm planning a trip to Europe. Any suggestions? You should definitely visit Barcelona. It's amazing. Really? What makes it special? The architecture, food, and beaches. I highly recommend it. How many days would you suggest staying there? I'd say at least 4 or 5 days to see everything. What about accommodation? Any tips? If I were you, I'd stay in the Gothic Quarter. It's central and charming. Great idea. Thanks for the advice. Welcome. Have an amazing trip. I will. ဒါတော့လေးနားထောင်ပြီးတော့တတိထားမိသွားလားမသိဘူးကျွန်တော်တို့တူတူပြန်လေးလာရအောင်နော်။ဘာလေးတွေလဲဆိုတော့ကိုကအရေးပေါ်မှာတိုက်လို့သဘောကျလို့ကိုက recommend ပေးချင်တယ်ဆိုရင် I highly recommend something ပေါ့အနောက်ကကိုညွှန်ချင်တဲ့ဟာလေးကိုပြောပြရပါတယ်။ I highly recommend ကိုကငါဒါမင်းနေမှာဆိုတော့ဒါလေးလုပ်မယ်လို့ပြောချင်ရင်တော့ if I were you I'd အနောက်က verb လေးလိုက်အောင်ပဲပေါ့နော် if I were you ဥမာ if I were you I would stay in Thailand if I were you I won't stay in Thailand ဒီလိုပုံစံလေးပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးလည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ် see you in the next video bye bye တဲ့ future အကြောင်းတွေကိုပြောတဲ့အချိန်မှာ I will တမျိုးလည်းပဲသုံးမိနေပြီလားဒါဆိုရင်တော့သူ့ချက်ပို့ပြီးတော့မှတ်တတ်ပြောလို့ရတဲ့ကလုံးလေးတွေကိုကျွန်တော်ရဲ့ dialogue လေးနားထောင်ရင်းနဲ့တွေ့လာလိုက်ရအောင် What are your plans for the summer? I'm planning to take a coding course. What about you? I'm thinking about starting my own business. Oh, that's exciting. What kind of business? An online store selling handmade crafts. Sounds great. When are you planning to launch? Hopefully by September. I'm working on the website now. I'd love to help if you need any support. Thanks. I'll definitely keep you updated. Okay, dialogue လေးထဲမှာတတိထားမိမယ်တင်တယ်နော်ပထမဆုံးသုံးသွားတဲ့စကားလုံးလေးကကျွန်တော်တို့ကလုပ်ဖို့ plan တေချာရှိတယ်တေချာပေါက်လုပ်မယ်ဆိုရင်တော့ I'm planning to ဥပမာဆိုရင် I'm planning to launch a new website I'm planning to launch a new website တခုကျွန်တော်တို့စလုပ်တော့မယ်ပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့အုံနောက်ထဲမှာပဲစဉ်းစားနေတော့တွေးနေတော့ပဲလို့ပဲပြောချင်နေဆိုရင်တော့ I am thinking about အနောက်ကတော့ verb ပိုင်းကြီးလိုက်ရပါမယ်ပုံဝန်းလိုက်လို့တော့မရဘူးပေါ့နော်ဥပမာဆိုရင်I am thinking about learning German. I'm thinking about learning French. ဒီလိုပုံစံလေးတွေသုံးရပါတယ်။ကိုယ့်ရဲ့ future plan လေးတွေကိုလည်းမှတ်ကပ်ပေးပါအောင်နော်။ Let's write together. Bye bye. See you in the next video.